အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုဒီဗီဒီယိုမှာတော့ဘာလို့မြောက်ပေးသွားခြင်းလဲဆိုတော့ကျွန်တော်ဒီ online ငွေရှာ application တစ်မျိုးဖြစ်တဲ့ကျွန်တော်ဒီ Weaver application ကိုdownload ဆွဲတဲ့အခါမှာဘယ်လိုဆွဲရမလဲနောက်ပြီးတော့ account ဖွင့်တဲ့အခါမှာဘယ်လို account ဖွင့်ရမလဲဆိုတာကိုမျှပေးသွားမှာဖြစ်ပါတယ် Okay Weaver application ကိုကျွန်တော် download ဆွဲမယ်ဆိုရင်ကျွန်တော်တို့ Play Store account region က US region ဖြစ်နေလို့လို့တယ်မဟုတ်ရင်တော့ရမှာမဟုတ်ဘူးပေါ့နော်ဥပမာအနေနဲ့ကျွန်တော်အရင်ဆုံးတစ်ခုရှာပြပေးမယ် Play Store ထဲဝင်မယ်ပေါ့နော်ဝင်ပြီးတော့ကျွန်တော်ဒီ Weaver ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်ပါမယ်Weaver ပေါ့နော် Weaver လို့ရိုက်လိုက်လို့ရှိရင်အခုလိုမျိုးတွေ့တော့တွေ့ရမယ်ဒါပေမဲ့ကျွန်တော်ဒီမှာinstall ကတော့လုပ်လို့ရမှာမဟုတ်ပါဘူးဒါကကျွန်တော်နမူနာရှာပြပေးတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီဟာကိုအဆင်ပြေအောင်ရအောင် download ဆွဲကြည့်မှာပဲဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းမှာကျွန်တော်ဒီ Facebook VPN လေးကို download ဆွဲပြီးတော့ install လုပ်လိုက်ပါမယ် Okay Facebook Pro ဆိုပြီးတော့ဒီမှာရိုက်ရှာလိုက်လေရတယ်ပေါ့နော်ကျွန်တော်ကတော့ Facebook လို့ရိုက်ရှာလိုက်မယ် Facebook Pro လို့ရိုက်ရှာလိုက်မယ် Okay ရိုက်ရှာလိုက်ရင်အခုလိုမျိုးတွေ့နေပေါ့နော်အဲ့ချိန်မှာဆိုရင်ကျွန်တော်ဒီ Facebook Pro application ကို install လုပ်လိုက်ပါမယ်ဒီ VPN လေးနဲ့USB ကျင်ပြောင်းပြီးတော့ကျွန်တော်တို့ send try ရည်ပေါ့နော် Okay ပါ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Facebook VPN လေးကinstall လုပ်လို့ရတော့ပါပြီ Okay အဲ့တော့ကျွန်တော်ဒီ Facebook VPN နဲ့ဝင်လိုက်မယ်ဝင်ပြီးရင် ISS ကိုနှိပ်မယ် Yes ကိုပေးမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ server နေရာမှာရွေးရအောင်ပေါ့နော်ချက်ချင်းရွေးလို့မရပါဘူးပထမဆုံး VPN ကိုအရင်ဆုံးစမ်းပြီးတော့ချိန်ကြည့်လိုက်ပေါ့နော်ပထမဆုံးတစ်ချိန်ချိန်ပြီးပြီဆိုကမှဒီ server တွေကရွေးလို့ရမှာဖြစ်ပါတယ် Okay Okay ဒါဆိုတော့ကျွန်တော်ဒီ VPN ကချိန်သွားတယ်နော်ချိန်သွားရင် back ထွက်လိုက်ထွက်ပြီးတော့ Play Store ကို clear data လောက်ပါမယ် Play Store ကို clear data လောက်ဖို့ရအတွက်ကျွန်တော်ဒီ Play Store ပေါ်မှာဖိထားမယ်ဖိထားပြီးပြီဆိုရင် app info ဝင်ပါမယ် Okay app info ဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီထဲက story and cache ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် story and cache ကိုနှိပ်ပြီးရင် clear story ကိုနှိပ်လိုက် okay ကိုနှိပ် okay ပြီးရင် full stop ကိုနှိပ်လိုက်ပါမယ် okay ကိုနှိပ်မယ်ဒါဆိုလို့ရှိရင် Play Store ကို clear data လောက်တဲ့အပိုင်းကပြီးသွားပြီပေါ့နော် Okay ပြီးသွားရင် Play Store အဲ့ဟာတွေအထွက်ပြီးတော့ကျွန်တော်ဒီVPN မှာကျွန်တော်ဒီ server သွားပြောင်းမယ်ပေါ့နော် server ပြောင်းမယ်ဆိုရင် VPN နဲ့ကိုပြန်ဝင်မယ်ဝင်ပြီးတော့ကျွန်တော်ဒီချိန်ထားတာကို store လုပ်မယ်ပေါ့နော် store လုပ်ပြီးတော့ကျွန်တော်ဒီ option တွေက select server နေရာမှာကျွန်တော်ဒီ US ကိုရွေးလိုက်ပါမယ် United States ပေါ့နော် အောက်ဆုံးကရွေး okay နေပြီးရင် step ကိုပြန်နှိပ်ပြီးတော့ချိန်လိုက်ပါမယ် Okay ဒီ VPN ကချိန်ဖို့ရအတွက်တော့ဟိုနည်းနည်းလေးတော့စောင့်ရတယ်ပေါ့နော်ဒါပေမဲ့ကိုကလိုရင်လားဆိုတော့စိတ်ရှိပေးရပါမယ် Okay ဒါဆိုတော့ကျွန်တော်ဒီကျွန်တော်ချိန်လိုက်တဲ့ VPN လေးကချိန်သွားပြီအဲ့တော့ဒီ browser ထဲထွက်မယ်ထွက်ပြီးတော့ Play Store ထဲဝင်ပါမယ် Play Store ထဲဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီအခု US server နဲ့ရပြီပေါ့နော်ရရင်ကျွန်တော်ဒီ2 page အတိုင်းပဲတစ်စင်ချင်းဝင်လိုက်မယ် Okay ဒီမှာဆိုရင် non ပေးလိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ V1 ကိုကျွန်တော်ဒီရှာပြပေးပါမယ်ရှာပြပေးပါမယ်ပထမဆုံးတော့တစ်ခေါက်တော့ကျွန်တော်ဒီရှာလို့တွေ့တယ် install လုပ်လို့မရဘူးပေါ့နော်အခုဒီတစ်ခေါက်မှာဆိုရင်တော့ကြည့်လိုက်ပါ Okay ဒီမှာဆိုတော့ install လုပ်လို့ရသွားပြီပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ဒီကောင်ကို install လုပ်လိုက်ပါမယ် Okay ဒါက V1 ကို install လုပ်မရတဲ့သူတွေအတွက်install လုပ်ရအောင်လုပ်လိုက်တဲ့အဆင့်လေးပေါ့နော်ဒါလေးကိုနားမလည်ဘူးဆိုရင်ပြန်ပြီးတော့ကြည့်လိုက်ပါတကယ်လို့ပေါ့နော်တကယ်လို့ဘယ်လိုပြောမလဲကျွန်တော်ဒီနီးနဲ့လည်းလုံးမရဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram chat ပေါင်းမှာလာပြီးတော့မေးလို့လည်းရပါတယ် Okay ဒီမှာတော့ install လုပ်လိုက်တော့မယ်လုပ်ပြီးပေါ့နော်စားလုပ်ပြီးဆိုတော့ဒီကောင်လေးကိုပြည့်အောင်ခဏစောင့်လိုက်ပါမယ်ရော VPN ချိန်ထားတာဖြစ်တဲ့အတွက်ဒီကောင်က download ဆွဲရတာကြာတတ်ပါတယ်အဲ့လိုဆိုရင်ကျွန်တော်ဒီ VPN ကိုဖြုတ်ပြီးတော့install လုပ်လည်းရတယ်ပေါ့နော်ကျွန်တော်ကတော့ VPN ကိုဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ download ဆွဲလိုက်တဲ့အချိန်မှာအခုလိုမျိုးပဲမြန်မြန်ဆန်ဆန်နဲ့
download ဆွဲလို့ရတော့ပါပဲဒါဆိုရင်အခုဆိုရင် install လုပ်လို့ပြီးသွားပြီပေါ့နော်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးကိုဖွင့်ဝင်ပြီးတော့ဝင်လို့ရပါပြီโอเคအဲ့တော့ကျွန်တော်ဒီရဆိုရင်အထဲထဲကိုဝင်နေပြီပေါ့နော်ဝင်လို့ချင်းဒီညလေးမှာနည်းနည်းလေးစောင့်ပြရပါမယ်ခဏစောင့်ပြလိုက်မယ်โอเคဒါပြီးပြီဆိုလို့ရှိရင်တော့ login ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အခုလိုပေါ်လာဆိုရင်โอเค login ကိုနှိပ်လိုက်မယ်โอเคနှိပ်လိုက်ရင်အခုလိုပေါ်လာမယ်ပေါ့နော်ဒီညမှာတကယ်လို့ US မဖြစ်ဘူးဆိုရင်အခြားအဖြစ်ကိုရွေးထားမယ်ပေါ့နော်โอเคရွေးပြီးရင် connect ကိုနှိပ်လိုက်အခုလိုမျိုးပေါ်လာမယ်အဲ့ဒီမှာဆိုရင်ကျွန်တော်ဒီ Gmail နဲ့ဟိုမှာဖြစ်တဲ့အတွက် sign in with Gmail ကိုရွေးပြီးတော့ကိုဖွင့်မဲ့ Gmail ကိုရွေးလိုက်မယ်ပေါ့နော်โอเคကျွန်တော်ကတော့ဒီညမှာ Gmail အခုအဆင်ပြေတဲ့ Gmail တစ်ခုကိုရွေးလိုက်ပါမယ်โอเคရွေးလိုက်ပြီဆိုလို့ရှိရင်အခုလိုမျိုးပြောက်ပြီးတော့ wine လေးလဲနေပေါ့နော်โอเคဒီညမှာဆိုရင်ခဏစောင့်လိုက်ပါမယ်โอเคစောင့်ပြီးပြီဆိုရင် accept and agree ကိုနှိပ်မယ် agree and accept နော်အဲ့တော့နှိပ်လိုက်ပြီးပြီဆိုရင်ဒီညမှာကျွန်တော်ဒီကုတ်လေးထည့်ပေးရပါမယ်ကုတ်လေးရပါလဲဆိုတော့ကျွန်တော်ဒီ JOYFUNBEAR 594ဖြစ်ပါတယ်โอเคအဲ့ကောင်လေးကိုရိုက်ထည့်လိုက်မယ်ပေါ့နော်โอเคပါရိုက်ထည့်လိုက်ပါမယ်ဒီကောင်ကိုရိုက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒါလာချင်းကျွန်တော်ဒီcoin 150ရမယ်ပေါ့နော်စုပါပေါ့နော်โอเคပါထည့်လိုက်မယ်ထည့်ပြီးပြီဆိုရင်ကျွန်တော်ဒီအောက်ကကျွန်တော်ဒီ clan my referral viewer ဆိုအောင်နှိပ်ပါမယ်โอเคနှိပ်လိုက်ပြီဆိုတော့ခုလိုလေးပေါ်လာမယ်နော်ခုလိုပေါ်လာရင်တော့ကျွန်တော်ဒီ permission တောင်းတာတွေကိုကုန်ပေးလိုက်ပါမယ်ဒီဆိုရင်ကျွန်တော်ဒီ network ကိုဝင်နှိပ်ပြီးတော့ဆောနာပထမကိုဝင်ခဲ့တဲ့ Gmail ကိုရွေးပြီးတော့ select all တစ်ချက်နှိပ်ပြီးတော့ continue ကိုနှိပ်ပေးလိုက်ရမှာပဲโอเค continue ကိုရွေးပေးလိုက်မယ်ရွေးပေးပြီးရင်ခဏစောင့်မယ်ပေါ့နော်โอเคပါခဏဆောင်ပြီးပြီဆိုတော့ခုလိုမျိုးပေါ်လာမှာပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင်ဒုခိုင်းတဲ့အတိုင်းလေးကျွန်တော်ဒီတစ်ဆင့်ရင်းလုပ်ပြရပါမယ် Okay let's go ပေါ့နော် let's go Okay let's go ပြီးရင်ခုလိုမျိုးပေါ်လာမယ်Okay ဒီညမှာတော့ကျွန်တော်ဒီဒုခိုင်းတဲ့အတိုင်းပေါ့နော်တစ်ဆင့်ရင်းတစ်ဆင့်လောက်သွားလိုက်ရုံပါပဲအခုဆိုရင်ကျွန်တော်ဒီအကောင့်ဖွင့်တဲ့အပိုင်းကတော့လုံးပြီးသွားပြီပေါ့နော်ပြီးနေပြီအခုဒီထဲမှာသူခိုင်းတဲ့ဟာလေးတစ်ဆင့်ပြီးတစ်ဆင့်လုံနေရုံပဲပေါ့နော်โอเคပါကျွန်တော်ဒီမှာနှိပ်လိုက်မယ် next ဒါ combat ကိုနှိပ်လိုက်တော့အခုပေါ်လာအောင်နော်နှိပ်လိုက်မယ် next ပါပဲ next got it Okay, continue နော် Okay ဒါဆိုရင်120ရပြီပြီးပြီဆိုရင်ကြော်ဒီ welcome bonus 30ထည့်ရမှာပေါ့နော် Okay ပါwelcome bonus cost ပေါင်းလိုက်မယ်ဆိုရင်အခု coin 150ရရှိမှာဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆောနာ30ရယ်ပထမရှိတဲ့120ရယ်ပေါင်းလိုက်မယ်ဆိုရင်Okay ပေါင်းလိုက်မယ်ဆိုရင်အခုဒီမှာ150ရမှာပဲဖြစ်ပါတယ်โอเคဒါပထမဆုံးဝင်ဝင်ချင်းပေါ့နော်ကျွန်တော်ဒီကုတ်ထည့်ခဲ့လို့အခုလောက်ထိရတာဖြစ်ပါတယ်โอเคဒါကတော့ကျန်တဲ့အပိုင်းကတော့ကျွန်တော်ဒီနေ့စဉ်ကျွန်တော်ဒီ coin ယူတာလေးတွေရအောင်လုပ်တာလေးတွေအပိုင်းကိုရောက်ရှိသွားပါပြီโอเคဒီအပိုင်းကိုတော့ကျွန်တော်ဒီမှာအသေးစိတ်တော့ရှင်းမပြတော့ဘောနော်ဒါကတော့ရိုးရှင်းတဲ့အတွက်ကိုပါတော့ကိုလုပ်ကြပါသူကငွေထုတ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်က branding ဒါမှမဟုတ်ရန်ဘော coin ကိုနှိပ်ပြီးတော့အခုလိုမျိုးကြည့်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်တော့$5ထုတ်လို့တော့ရထားပြီးတော့တယ်ဒါပေမဲ့ premium မှာထုတ်လို့ရမှာပေါ့နော်ကျွန်တော်ကရိုး account နေဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာကျွန်တော် premium မဟုတ်ဘဲနဲ့ကျွန်တော်ဒီဘက်ကဟို coin 1000ပေါ့နော် coin 1000 $10ရောက်ပြီဆိုတာနဲ့စပြီးတော့ထုတ်လို့ရပါပြီโอเคထုတ်လို့ရတယ်ပေါ့နော်အဲဒီဟိုရောက်တယ်ဆိုလို့ရှိရင်အခြားအမောင့်တွေလည်းပါတော့ပါပါတယ်โอเคပါဒီငွေထုတ်တဲ့အပိုင်းကိုတော့ကျွန်တော်ဒီနောက်ဗီဒီယိုတစ်ပုတ်အနေနဲ့ကျွန်တော်အလင်းတင်လို့ပြန်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်โอเค
အခုလောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့လူတွေအနေနဲ့ကျွန်တော်ဒီ We1 application ကို download လဲလုပ်တတ်မယ်install လေးလုပ်တတ်ကြမယ်နောက်တစ်ခုက account လည်းဖွင့်တတ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်အားလုံးပဲအဆင်ပြေကြပါစေ